အခုဒီနေရာမှာလမ်းကြုံလို့ညစာသွားစားလိုက်အောင်အရင်တော့ကဒီမှာဟိုကလေဒီမှာဆိုင်ဖွင့်ဖူးရပေါ့နော်ကဲဒါကတော့ဒီနေ့ရှောင်းလုပ်ထားရမှာနဲ့စားပေါ့နော်ထက်တက်တက်ကြီးခုခါရကားအထဲမှာဘာလို့အရင်ပူရလဲဆိုတော့ကားရဲ့ engine ကဒီမှာဒီလေဝင်လေထွက်ကောင်းပဒင်းပေါက်နည်းနည်းဖွင့်ထားမလို့ဒီချင်းကားတဲ့ပိစလေးကားလာခဏကခုနကဒီတစ်ဖက်ပြတ်တယ်အခုမြင်တဲ့အတိုင်းဒီတစ်ဖက်ပြန်လာဟိုင်းဘာဆက်လို့ရမလဲမသိကဲအခုကတော့ဂူနုံအောင်စီရဲ့တောင်ထိပ်ရဲ့ view ပါကြည့်လိုက်ပါအရင်လာတယ်မနေ့ပြန်ကြရင်တောင်အစွဲတက်မှာလဲ tray ဟိတ်ပေးမှာစားစရာစားတော့ဆိုင်နေမရှိဘူးအဲကြောင့်မလို့ပြင်သွားရရပေါ့နော်ဒါရေခဲစားထည့်ပြီးတော့ယူရရဒီမှာဘာတွေဝယ်လာလဲဆိုတော့ပြပြမယ်ဒါကြတော့ပေါက်ပေါ်အထဲမှာဟိုပါတယ်ကိုက်လိုက်နေအထဲမှာအသားလေးရှိရအဲ့လိုအရည်တွေပန်းထွက်လာပေါ့နော်ပုတ်ဆိုရတာပေါက်ပေါ်ဒီဟာကြတော့ဝတ်တာပေါက်စီပြီးရင်ဒါကတော့ခင်းချင်ဒီဘာညာပြီးကွာပေါ့နော်ဟိုရောက်ဒုက္ခရောက်မှာဆိုဒီညကလေးဝေးထားဒါတော့မခမ်ကိုရင်ချက်ထားတဲ့ဆေးရည်လို့ပြောရမှာလားဒါဆေးဘဝင်အသီးပေါ့နော်မြန်မာလိုကဘာခေါ်တာလဲတော့မသိဘူးတရုတ်လိုဆိုရင်မြန်မာလိုဟန်ကော်လို့ခေါ်ရပေါ့နော်မလေးရှားမှာဆိုရင်ဒါဒီဟာဗတီးယာဆိုင်တိုင်းမှာဝယ်လို့ရတယ်ဒါကိုရင်ချက်ထားတာလေမနေ့ပြန်တောင်တက်ပြီးရင်ဒါတောက်ဖို့ဒါလေးလည်းယူအောင်ကဲဒါကတော့မနေ့စာအတွက်ပေါမုံလေးယူရမယ်စားဖြစ်မစားဖြစ်တော့မသိဘူးဒါပေမဲ့နည်းနည်းတော့ထည့်ပါမှာပေါ့လိုရမယ်โอเคခရီးတစ်ခါထွက်ဖို့ကလည်းမလွယ်ဘူးပေါ့နော်ဘာလို့ဆိုရင်နားရက်ကတပတ်မှတစ်ရက်ပဲရှိရောလေဒါခရီးတစ်ခါထွက်မယ်ဆိုရင်ပစ္စည်းတွေကိုကားပေါ်တည်ရတယ်ပြန်လာရောပြန်ပြီးတော့ယူဆင်းတော့ရဘာလို့လဲဆိုတော့ကိုက full time မဟုတ်နေ့တိုင်းနေတာမဟုတ်တဲ့အတွက်ကြောင့်မလို့စားစရာတွေကကောင်းမှထိုင်အရင်ပူတော့ပြက်လွယ်တယ်ပေါ့နော်နောက်တစ်ခုခါမြကားအထဲမှာဘာလို့အရင်ပူရလဲဆိုတော့ကားရဲ့ engine ကဒီမှာဒီအတွင်းပိုင်းမှာပေါ့နော်ဟိုကားအပြင်ဘက်မှာမဟုတ်ပဲねဒီအတွင်းထဲမှာမလို့ဒါခီးနည်းနည်းလေးဝေးပြီးဆိုတာနဲ့ဥပမာ2နာရီ3နာရီအထက်မောင်းပြီးဆိုတာနဲ့ဒီ engine ကအရင်ပူတာဒီ engine ပူတော့လေဟိုဒီအနောက်ခန်းတစ်ခန်းလုံးကအရင်ပူတယ်အဲ့ဒါကြောင့်မို့ကားရက်ပြီးအနည်းဆုံးပေါ့နော်1နာရီလောက်မှသူကနည်းနည်းလေးပြန်အေးရအဲ့လောက်မှပဲနေလို့ကောင်းတယ်မဟုတ်ဘူးဆိုရင်အောက်ရက်ပြီးရနဲ့အနောက်ခန်းချက်ချင်းလာတယ်ဆိုရင်မိုးမရွာဘူးမိုးမရွာတဲ့နေ့တွေဆိုရင်တော့အရင်ပူဟိုပါပေါ့အရင်ပူတယ်မိုးရွာရင်တော့ဒါနေလို့ကောင်းတဲ့အနေထားမှရှိရပေါ့နော်ကဲထပ်တဲရအောင်မယ်မကုန်သေးဘူးHello အဲ့လောက်ပြီရကနာကဲအခုပစ္စည်းအကုန်လုံးတင်ပြီးသွားပြီပေါ့နော်ဖြည့်စရာရှိတာဖြည့်ပြီးသွားပြီဒီနေ့ကပစ္စည်းတွေနည်းနည်းများတယ်ဘာလို့လဲဆိုတော့ tray ဟိတ်မှာစားတော့ဆိုင်မရှိအရင်တစ်ပတ်ကသွားတယ်ဒါပေမဲ့အတောင်မတက်ဖြစ်ဘူးတောင်ချီပဲရောက်တော့မတက်ဖြစ်ဘူးမတက်ဖြစ်တော့တည်ရဲအဲ့အနီးပတ်ဝန်းကျင်မှာစားတော့ဆိုင်မရှိမနေ့ပိုင်းအဲကြောင့်မလို့မနေ့စာရောနေ့လယ်စာရောကိုယ့်ကိုပြင်ဆင်ရမှာပေါ့နော်အဲကြောင့်မလို့ပစ္စည်းကတော့နည်းနည်းများတယ်မိုးကတော့ရွာနေတော့မဲမနေ့အထိရွာရင်တော့ဒါအဆင်မပြေဘူးပေါ့နော်ဒါပေမဲ့မရွာပါစေနဲ့လို့ပဲဆူတောင်းရမှာပေါ့ဆိုရင်တောင်တက်ရင်မိုးရွာရင်တိတ်ပြီးတော့အဆင်မပြေဘူးလေ
เคคนนายเลยโทรพี่สุรมุขามเราคีซาทรัมเมนเนาะไปคิดจะบ้างละ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 ခုဒီနေရာမှာလမ်းကြုံလို့ညစာတစားလိုက်အောင်အရင်တော့ကဒီမှာဟိုဟာလေဒီမှာဆိုင်ဖွင့်ဖို့ရပေါ့နော်老板要一个粿条面啊拿包吃啊是桌子号码等下我过来讲哦我还没有去找等下我过来跟你讲号码粿条面呢谢谢အဲ့တော့အခုမှာထားတာလေးပေါ့နော်ခွေးတယောက်ကြော်တယ်အရင်မွေးရဒီမှာတစ်ခုကဒီမှာလေးရှမ်းမှာတော့ပေါ်ပြလို့ခေါ်ရပါတော့သူကရေညှိတွေနဲ့လိတ်ထားတာအထဲမှာစိမ့်စားဦးနဲ့ပြပြီအထဲမှာစိမ့်စားဦးနဲ့ဒါအကြော်ကျွတ်ကျွတ်လေးပါပေါ့နော်ဒါစားလိုက်ကျွတ်ကျွတ်လေးစားပါခုမခမလို့ထုံးစံအတိုင်းပဲစီဆိုင်မှာပေါ့နော်ကားစီထဲတယ်ပြီးရင်ဒီမှာအလေးအပေါ့သွားရပေါ့နော်မလေးရှားမှာအလေးအပေါ့သွားတာတွေကအရင်ဟိုမှာ convenient ဖြစ်တယ်ပေါ့နော်ဘာလို့ဆိုတော့လမ်းဘေးမှာတွေကစီဆိုင်တွေကမပြတ်ဘူးပေါ့ကွာအဲ့လိုမျိုးကားမှာအိမ်သာရှိရဆိုရင်မသုံးဖြစ်ဘူးပေါ့နော်အခုဒီမှာလေထိုးမယ်စီကတော့ထည့်ပြီးပါပြီဒါတော့ဒီညအိမ်မဲပတ်ဝန်းကျင်အနေအထားပေါ့နော်ဒီမှာမခေါင်းတော့ဘယ်လိုနေရာတွေရှာပြီးတော့အိတ်တာလဲဆိုတော့ရက်ကွက်လဲရှိရမယ်ပေါ့နော်ဥပမာဆိုရင်မကြည့်ဒီမှာဆိုရင်ဟိုလူနေတဲ့အိမ်လေးတွေရှိရဆိုရင်နည်းနည်းလုံခြုံတယ်လို့ခံစားရရပေါ့နော်ပြီးရင်ဒီမှာဟိုဟာဈေးဆိုင်တန်းရှိရပြီးရင်ဒီဈေးဆိုင်တန်းကဟို24 hour ဖွင့်တဲ့ဆိုင်ရှိရဲသူက Dobby တဆိုင်နဲ့ဒါ 7-Eleven ပေါ့နော်ဒီနှစ်ဆိုင်က24 hour ဖွင့်တော့နည်းနည်း safe ဖြစ်တယ်လို့ခံစားရတယ်ပေါ့နော်အဲကြောင့်မလို့တော်တော်များအဲ့လို24 hour ဖွင့်တဲ့ဆိုင်တွေဒါမှမဟုတ်လူနေအိမ်တွေလူနေတဲ့အိမ်တွေရှိတဲ့နေရာမှာကားထိုးပြီးတော့အိတ်တယ်ပေါ့နော်ဒါပေမဲ့တခုရှောင်ရမှာတော့ဒါလမ်းမကြီးဘေးမှာမထိုးဖို့ပေါ့နော်လမ်းမကြီးဘေးမှာထိုးရဆိုရင်ညကျရင်ကားတွေကအရန်ဆူတော့လေအဲ့ဒါအိတ်လို့မရအောင်အဲ့လိုမျိုးဒီညလည်းပြောရမယ်ဆိုရင်လမ်းမကြီးရဲ့ဘေးမှာပဲရှိရယ်ဒါပေမဲ့ဒါကရွာဖက်ဆိုတော့ကားတွေကအဲ့လောက်မများလို့ထင်တာပဲကဲဒီညတော့ဒီမှာအိတ်မယ်မနေ့ကမနေ့အစော trade hay ကိုသွားမယ်ပြီးရင်အမှချက်ပြုတ်စားတောက်မယ်ပေါ့နော်ပြီးရင်တောင်စားတက်မယ်โอเคအားလုံးပဲ good night ပါလေဝင်လေထွက်ကောင်းပဒင်းပေါက်နည်းနည်းဖွင့်ထားမလို့အဲ့ဒီချင်းကားတဲ့ပိတ်စလေးကားတော့morning တောင်ချေတော့ပါမယ်ခွန်မနဲ့9နာရီပါဒီနေ့တောင်sorry ဒီနေ့တမတောင်ပဲတလုံးလည်းမသိဒီတလုံးလားဒါမှမဟုတ်ဒီတလုံးလားဒါလားမသိဒီအနောက်ကတောင်ထဲကတလုံးပဲဒါပေမဲ့ပဲတောင်လဲတော့မသိဘူးကဲတောင်ချေကိုသွားပါမယ်အဲ့မှာပြန်တွေ့ကြမယ်နော်
ဒီနေ့တက်မဲ့တောင်ချီကိုရောက်ပါပြီတဒဂူနုံအန်စီဒီနေ့စားတက်သွားပါမယ်ရဒီဦးတော့မြင်တဲ့အတိုင်းအရင်အေးရဲ့အိုးအိမ်မှာခောက်ဆွဲပြုတ်ဖို့ဝယ်ထား15ချက်ပဲပေးရအရင်တန်3တော့ကောင်းပါဟင်မဖွင့်ရသေးမနက်စာကိုကျုပ်ပြုတ်ပါမယ်ကဲမနက်စာကိုကျုပ်ပြုတ်နဲ့ပေါင်မုတ်စားမယ်ဒါကတော့ခဏကြရင်တောင်ထိပ်မှာစားဖို့ကဲအခုကျုပ်ကြက်တာကိုစောင့်နေရင်တောင်တက်ဖို့ဝတ်စားသေးလိုက်အောင်မေမျိုးချစ်တော့ဆောင်းနာနေ့စားတော့ချက်ပြီးပေါ့စီကျုပ်ပြောရနေနေကြာတယ်ရပြီလို့တော့ထင်တာပဲနော်ကဲပိတ်တော့ကွက်တီပဲကျုပ်ပူလိုက်တယ်ချီမယ်ပြီးရင်ဒီ sauce ကလေအရင်စားလို့ကောင်းတယ်သူကမွေးရယ်ပေါင်မုံတွေနဲ့ပဲစားဒါ wrap တွေပဲလုပ်ပေါ့နော်သူက sesame sauce ဒါလေးနည်းနည်းထည့်okay စားလို့မကောင်းသေးလားပေါ့ဘာလို့ရလဲမသိဘူးဒါမဲ့ထားလိုက်တော့မယ်အချိန်ကမရှိတော့နောက်ကျနေကဲဒါကတော့ဒီနေ့ရှောင်းလုပ်ထားရမှာနဲ့စားပါနော်착각까지 와, 저 완전 수소시 하베디 에레가 따고 빵몽아 차도리 에양냐ဖနက်အပြည့်ယူလာမိရမကြည့်တောင်ဘလို့တက်ရမလဲမသိဘူးဖနက်တွေကအများကြီးပဲအများကြီးထဲဟိုမှဒီ3စားလို့မရတဲ့တန်ယူလာခဲ့တာမသိဘူးပေါ့နော်
ဒီတရံမစီးတာကြာပြီစီးလိုက်အောင်မယ်ဆိုပြီးတော့ယူခဲ့တာဟိုအပြက်အကြည့်ဘလို့ရမှာလေအရင်တစ်ပတ်ကဒီတောင်ကိုလာတာမတက်ဖြစ်ဘူးဆိုတာဘိုင်းနာလို့ပေါ့နော်ဒီတစ်ပတ်ဖက်နှက်ပြက်လို့တောင်ထဲကိုရောက်အောင်လားမသိOh my god ကဲခီးစမယ်ကဲခုဒီမှာလက်မှတ်လဲဝယ်ပြီးသွားပြီဆိုတော့တောင်ဆက်တက်ပါမယ်ဒီအဝတ်အရင်လာတယ်မကြည့်သူအယောင်อ่ะGunung Angsi Wah, ay channel din eh. Phanaka tàu thay thi dòng làm thì Phanaka chỉ này nó tây một câu. Thì tàu ta là ai ăn chó này mà. Mình nhà mỗi giờ hàng này là xài mấy thế nào vậy? Là nó tại vì Oh my god. Đi phần này rồi. Chuan này làm gì là. Hai. Chuan này. Okay. Phía gì tay mà bọn nó. Mấy ông này biển xin là cái dùng này. Nhiều để phô nè yên lại mà. Di Gunung Angsi Tawa da Negeri Sembilan Pine ma Asia bo no. Tua trehe na khushi the khua di ne mokhamlo tade Bukit Putus khane ta da bo no. Na tu khu ga ja ho Ulu Bando khane ta da. Di Bukit Putus khane ta da ja ro tua lan jaw ne ne to e. Tua atwa pian 8 km ပဲရှိရယ်ဟိုUlu Bando khane ta la me so yin no da atwa pian 17 km လောက်တော့ရှိရယ်ပေါ့နော်ဆိုတော့ဒီနေ့ကမခမ်လို့ကလမ်းကြောင်းတိုးတဲ့ဒီ Bukit Putus ကနေတက်လာတာပေါ့နော်ဆိုတော့ဒီနေ့ရဲ့လမ်းခရီးသွားပြန်8 km လောက်ရှိမယ်လမ်းကြောင်းကတော့မြင်တဲ့အတိုင်းပဲ Muddy Trail ပေါ့ဘွက်တွေတော့ထူတယ်မိုးလဲရွာထားတော့လေကဲတောင်ထိပ်ထိကိုဆက်တက်မယ်နော်ဒီကတစ်ပင်နဲ့ရမ်းလာကြည့်လိုက်အောင်မလေးရှားနိုင်ငံမှာလေတခုကောင်းတာလေသူတို့တွေကလေတစ်ပင်တွေကိုအရန်ချစ်တယ်နော်တစ်ပင်တွေကိုအရန်ဦးစားပေးရဲ့အုံးမှာကွာမခမ်းခီးတွေသွားတယ်ကွာအဲ့လိုလမ်းမရဲ့ဘေးမှာတွေလည်းလေတစ်ပင်တွေစိုက်ထားတာပေါ့နော်ဘယ်တော့မြို့လေကောင်မကြီးလည်းတစ်ပင်တွေရှိရဲ့ကိုယ့်ရဲ့မြန်မာနိုင်ငံနဲ့နည်းနည်းတော့ကွာခြားရပေါ့နော်မြန်မာပြည်မှာဆိုရင်မြို့တီဆောက်တော့မယ်ဆိုရင်တစ်ပင်တွေခုတ်တယ်ဒီမှာဟာကြတော့မဟုတ်ဘယ်တော့တစ်ပင်နေနေပေါ့နော်အရင်လာတယ်မကြည့်ဟိုး
အခုတောင်တက်လန်းရဲ့လေးပုံတစ်ပုံရောက်လာပြီတော့ဒီမှာနားတဲ့နေရာလေးလှုပ်ထားပေးရယ်ဒီမှာမိုးခိုလို့ရတယ်ပေါ့နော်တကယ်လို့မိုးရွာမယ်ဆိုရင်ဒါပေမဲ့မခေါင်းရဖနက်ကခုနကဒီတစ်ဖက်ပြတ်တယ်အခုမြင်တဲ့အတိုင်းဒီတစ်ဖက်ပြန်လာဟိုင်းဘာဆက်လို့ရမလဲမသိဘူးတော်ရီလို့ဟိုကတဲ့ဟာပြန်ယူခဲ့ရပေါ့နော်ခုနကမှာထားရတယ်မသိဘူးလောက်ရအောင်မယ်ဟိုင်းတောင်ထရောက်ပြီတောင်ထကိုပြပေးမယ်ဒီနေ့ကတော့ကင်းနေဆန်ချိန်တင်တယ်လို့ပြောရမှာဟိုမနက်၈နာရီခွဲကလေးကတက်လာတာเนาะအခု12နာရီခွဲမှတောင်ထကိုရောက်တယ်အမြန်ဆုံးဆန်ချိန်တင်တာမဟုတ်အနည်းအဆုံးဆန်ချိန်တင်Gunung Angsi yeah 825 meter
ပြီးတောက်ပြီးတော့ရှုခင်လိုက်ပြပြီတောင်ဖေးရဲ့ရှုခင်တန်ဟူးရန်လာတယ်မလားဒါကဲအခုကတော့ဂူနုံအောင်စီရဲ့တောင်ထေးရဲ့ view ပါကြည့်လိုက်ပါအရန်လာတယ်ဒီမှာလည်းရှိသေးတယ်ဒီမှာတပ်ပုံရိုက်တဲ့နေရာထားပေးတယ်ဒီမှာတပ်ပုံရိုက်လို့ရတယ်ဒီမှာတောင်တက်တဲ့ဖွဲ့တို့စတစ်ကာတွေလာကတ်ထားရပါတော့ကိုမှစတစ်ကာမရှိတော့မကဲရအောင်ဒီမှာအများကြီးပဲပါစတစ်ကာတွေလည်းတော့မသိဘူးပြီးရင်ဒီဘက်မှာလည်း view point တစ်ခုရှိသေးရပါတော့ဒီမှာဟိုးအရန်လာတယ်ဒီဘက်မှာခါကြတော့လေဟိုဦးလိုဘန်ဒိုကနေတက်လာရင်ဒီဘက်ကနေတက်လာရပါတော့ဒါပေမဲ့မုခမ်နိုကတော့ဟိုဘက်ကနေတက်လာတော့ဟိုဘက်ကနေပဲပြန်ဆင်းမယ်ဒီဘက်ကနေပြန်ဆင်းလို့ရတယ်ဒါပေမဲ့ခဏကြာရင်ကားသွေးယူတဲ့ချိန်ကျရင်တစ်ပတ်ပတ်ရမှာပေါ့လမ်းမအေးဘေးမှာလမ်းလျှောက်သွားရမှာပေါ့ဒီဘက်ကနေမဆင်းတော့နနိုင်ထိုးခါနီးပြီအကြောင်းမလို့တောင်ပြန်ဆင်းမယ်တောင်ဆင်းတာတော့မြန်မယ်လို့ထင်တာပဲတောင်ဆင်းတာတောင်တက်ရင်ဟိုအတက်မှာတော့ပဲတပ်ပုံတွေရိုက်တယ်ပေါ့နော်အစင်းဆိုရင်တောက်လျှောက်ဆင်းတော့အစင်းကတော့ပုံမှန်ဆိုရင်တော့မြန်ပါတယ်တောင်မှာလူတယောက်မှမရှိတော့အကြောင်းမလို့တောင်ဆင်းတော့တောင်ချေကိုပြန်ရောက်ပြီဒီမှာဖနက်ကပြတ်ထုတ်ရတော့မယ်say goodbye 幸好没有中里面တောင်တက်ချင်လားဒီမှာမလေးရှားမှာတောင်တက်ချင်လားတမျိုး